တခါတလေစိတ်ထဲမှာအလိုလိုနေရင်မွန်းချက်နေရအတွေးတွေရှုပ်ထွေးနေတာမျိုးကြုံမှုကြလားစိတ်ညစ်စရာတွေရှိရင်တငယ်ချင်းကိုပြောပြလို့ရပါမယ်အရာအားလုံးကိုပြောဖို့ကကြတော့အခက်တွေ့တတ်ကြရပေါ့နော်ဒီလိုအချိန်မျိုးမှာကိုယ်စိတ်ကိုအေးချမ်းသွားစေမယ်အတွေးတွေကိုရှင်းလင်းသွားစေမယ်နည်းလမ်းကောင်းတစ်ခုရှိပါတယ်အဲ့ဒါကတော့ journaling လုပ်တာပဲပေါ့နော်ဆိုတော့ journaling ဆိုတာပါjournaling မှာပုံစံမျိုးမျိုးရှိပါတယ်။ပထမဆုံးတစ်မျိုးကတော့ expressive journaling ခံစားချက်ကိုရင်ဖွင့်ခြင်းပေါ့။ကိုဖြစ်ပျက်နေတဲ့စိတ်အခြေအနေဝမ်းနည်းမှုပျော်ရွှင်မှုတွေကိုစာအုပ်ပေါ်မှာချရေးပြီးတော့မှစိတ်သက်သာရာရအောင်လုပ်တာပါ။အဲ့ဒီပထမဆုံးနည်းလမ်းကကြတော့ journaling မှာဆိုရင်အသုံးအများဆုံးနည်းလမ်းပေါ့နော်။တကြံကိုယ်တိုင်လည်းအဲ့ဒီနည်းကိုပဲတုံးနေတယ်။နောက်တစ်ခုကကြတော့ to do list လိုမျိုး journaling လုပ်တာပေါ့။တနေ့တာလုပ်စရာစာရင်းတွေကိုစနစ်တကျနဲ့အချက်တကျတစ်ချက်ချင်းစီ to do list လုပ်ထားတာမျိုးပေါ့နော်အဲ့ဒီ journaling ကကျတော့ YouTube မှာဆိုလို့ရှိရင်ရှာကြည့်လို့ရတယ် BULAET လို့ရှိရင် journaling ပေါ့နော်အဲ့လိုရိုက်ပြီးတော့ရှာကြည့်လိုက်လို့ရှိရင်ပုံလေးတွေလို့ရှိရင်အလှပုံလေးတွေဖြစ်ချင်တဲ့အိမ်မက်ကိုလိုချင်တဲ့အရာလေးတွေကိုမှအလှစာရွက်လေးတွေကိုစုပ်ဖြည့်ပြီးတော့မှ journaling စာအုပ်တွေမှာအလှလေးကတ်တာပေါ့နော်လို့ရှိရင် file အလှလေးတွေစာလုံးအလှလေးတွေကိုလည်းအဲ့လိုမျိုးပဲတေချာရေးပြီးတော့မှ journaling မှာကတ်တာပေါ့သူကစာရေးတာမျိုးမဟုတ်ဘဲနဲ့ကိုဖြစ်ချင်တဲ့အိမ်မက်တွေကိုစာရွက်ပိုင်းစာလေးတွေစုစည်းပြီးတော့မှပုံဖော်ထားတာပေါ့နော်နောက်ထပ်နံပါတ်3 journaling ကကြတော့ gratitude journaling အဲ့ဒီ gratitude journaling ကကြတော့ကျေးဇူးတင်ကြောင်းရေးတာပေါ့နော်ကိုယ်မှာရှိတဲ့အရာတွေပြီးလို့ရှိရင်တနေ့တာလုံးဖြစ်ပျက်ခဲ့တဲ့အရာတွေကအကောင်းဆုံး3ခုကနေ5ခုအထိကိုမှဖြာရေးပြီးတော့အကောင်းမြင်စိတ်မွေးမြူတာပေါ့ပထမဆုံးအနေနဲ့ journaling ရဲ့ကောင်းကျိုးတွေကိုအရင်ဆုံးကြံပြောပြမယ်။ journaling ကိုနေ့တိုင်းရေးခြင်းအပြင်စိတ်ဖြစ်စီမှုကိုရောကြစေတယ်။အတွေးတွေရှင်းလင်းသွားစေတယ်။ပြီးရင်ကိုယ့်ရဲ့တိုးတက်မှုကိုလည်းပြန်မြင်ရစေတယ်။ဒါလို့ရှိရင်ကိုယ့်ရဲ့စိတ်ခံစားမှုကိုပေါ့နော်။ထိန်ချုံရပို့ပြီးတော့လွယ်စေတယ်။တချို့က journaling ရေးရဆိုတာကိုဒိုင်ယာရေးရလို့ပဲထင်ကြတယ်ပေါ့နော်။ဟုတ်တယ်ဒါပေမဲ့ဒိုင်ယာရေးထက်ကိုတော့ပို့တယ်။ဆိုတော့ journaling ဆိုတာကနေ့တိုင်းကိုယ်စီမှာဖြစ်ပျက်တဲ့မြရင်ဆိုင်ရတဲ့မြအခက်အခဲတွေကိုယ့်ရဲ့စိတ်ခံစားချက်တွေနဲ့အနာဂတ်မှာဖြစ်ချင်တဲ့ဆန္ဒတွေကိုပေါ့နော်စာအုပ်ထဲမှာလွတ်လွတ်လပ်လပ်ချရေးတာကိုခေါ်တာပါဘယ်သူမှလက်ဖက်မှာမဟုတ်တဲ့အတွက်စာလုံးပေါင်းမှားတာတွေတရားမှားတာတွေသူများဝေဖန်မှာတွေကိုစိတ်ပူစရာမလိုဘဲနဲ့ကိုယ့်ကိုယ်ရိုးသားစွာနဲ့ရင်ဖွင့်လို့ရတဲ့နေရာတစ်ခုပေါ့နော်ဒါဆို journaling ရေးရင်ဘာတွေထူးခြားလာမလဲပထမအချက်ကစိတ်ပေါ်ပါသွားစေရယ်။ရင်ထဲမှာအောက်ထားရတဲ့ခံစားချက်တွေကိုစာရွက်ပေါ်ချရေးလိုက်တဲ့အခါမှာအမိုက်တွေကိုတွန့်ပစ်လိုက်တယ်လို့မျိုးပေါ့နော်။စိတ်ထဲရှင်းသွားတတ်ပါတယ်။ဒီအချက်ကပြဿနာတွေကိုဖြေရှင်းရလွယ်ကူစေတယ်။အခက်အခဲတွေကိုစာနဲ့ချရေးတဲ့အခါငါဘာကြောင့်စိတ်ညစ်နေရလဲ။ဘာလုံးရည်ပြည်လေသွားမလဲဆိုတဲ့အဖြေကအလိုလိုပေါ်လာတတ်ပါတယ်။တတိယအချက်ကတော့ကိုယ့်ရဲ့တိုးတက်မှုကိုမြင်ရတာပါ။လူခဲ့တဲ့တစ်နှစ်ကရေးခဲ့တဲ့စာအုပ်ကိုပြန်ဖတ်ကြည့်ရင်အော်ငါအဲ့ဒီတော့ငါဒီလိုအသေးဖွဲကိုစိတ်ညစ်ခဲ့တာပဲပေါ့နော်အခုတော့ငါအများကြီးရင့်ကျက်လာပြီဆိုပြီးတော့ကိုယ့်ကိုယ်ဂုဏ်ယူစိတ်ဖြစ်ပေါ်စေပါတယ် journaling အကြောင်းကိုစာမတိခင်ကြရတကြံနေ့တိုင်းစာရေးပြတယ်ပေါ့နော်ဆိုတော့တကြံ journaling ရေးတာဒီစာအုပ်နဲ့ဆိုလို့ရှိရင်ပေါ့နော်၄အုပ်မြောက်ပဲရှိပါသေးတယ် journaling ကဘာရေးရတာလဲဘယ်ကစရေးရတာလဲဆိုတော့မတိရတူတွေအတွက်တကြံရေးထားတဲ့ journaling စာအုပ်တွေကစာပိုက်အတူလေးတွေကိုပြပေးမယ်ပေါ့ဒီပုံထဲကခေါင်းစဉ်အတိုင်းပဲဖြည့်စင်းစရာပြဿနာတွေရှိခဲ့ရင်လည်းချရေးပြီးတော့အဖြေရှာတယ်ပြီးတော့ခံစားရတဲ့မှုလေးတွေကိုယ့်ကိုယ်ပြန်အားပေးတဲ့ motivation တွေဖြစ်ချင်တဲ့ဆန္ဒလေးတွေပြီးတော့အကောင့်ထဲပေါ်နိုင်ခဲ့တဲ့အရာတွေစတဲ့အဖြစ်အပျက်လေးတွေကိုချရေးတာမျိုးပေါ့နော် journaling ကဆေးဆွဲတူလိုမျိုးဆွဲတတ်တယ်ဒါကတော့ကောင်းတဲ့အဆွဲပေါ့နော်နေ့တိုင်း journaling ရေးရတဲ့သူတယောက်ကတနေ့လောက်မှမရေးတတ်ရလို့ရှိရင်စိတ်ထဲမွန်းကျက်နေရတယ်လေးလန့်နေရကိုယ့်ကိုယ်ပြောင်းဆုံးနေရမျိုးတွေဖြစ်တတ်တယ် journaling ရေးရဆိုတာကအခက်အခဲတွေပြဿနာတွေကိုပဲချရေးတာမျိုးမဟုတ်ဘူးစိတ်ကြည်နက်စရာတွေဂုဏ်ယူစရာလေးတွေပျော်စရာလေးတွေကိုလည်းအတိအမှတ်ပြုပြီးတော့ရေးရတယ်ပေါ့နော်ဟိုရာရေးရမယ်ဒီရာရေးရမယ်ဆိုပြီးတော့ကန့်တက်ထားတာမျိုးတော့မရှိဘူးကိုခံစားရတဲ့များကိုစိတ်ကြိုက်လွတ်လွတ်လပ်ချရေးတာဆိုတော့ဘယ်လိုစရေးရမလဲစာရေးဖို့အတွက်ကတော့အများကြီးမလိုဘူးစာအုပ်တအုပ်ဘောပင်တက်လက်ရှင်ရပါပြီနေ့တိုင်းရေးဖို့ပြင်နေဆိုရင်တော့တစ်နေ့ကို9မိနစ်ပဲအချိန်ပေးပြီးတော့စာရေးကြည့်ပေါ့နော်
နောက်ပိုင်းမှာ10မိနစ်15မိနစ်ဒီလိုမျိုးထပ်တိုးပြီးတော့ရေးသွားလို့ရှိရင်သူ့အနေနဲ့သူအကျင့်ပါသွားပါမယ်။ဘာရေးရမှန်းမသိလို့ရှိရင်ဒီနေ့ကြုံခဲ့တဲ့အရာတွေကအကောင်းဆုံးအရာတစ်ခုဒါမှမဟုတ်ကိုဖြစ်ချင်တဲ့ဆန္ဒလေးတစ်ခုကိုပဲစပြီးတော့ရေးကြည့်ပါ။ဒါလည်းရေးတာကလမ်းပြောင်းနေတဲ့တူတွေကိုကိုပြောင်းဆုံးနေတဲ့တူတွေပေါ့နော်။ပြီးတော့အတွေးလွန်တက်တဲ့တူတွေကအထီးရောက်ဆုံးအကျိုးပြုတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။နောက်ထပ် journaling ရေးခြင်းရဲ့အကျိုးတစ်ခုကတော့ဖြစ်ချင်တဲ့ဆန္ဒတွေအိမ်မက်တွေရောက်ချင်တဲ့ပန်းနိုင်တွေထိရောက်ဖို့အတွက်ပထမဆုံးအခြေခံကြားတဲ့ခြေလှမ်းတစ်ခုဖြစ်ပါတယ်။တကြံတို့အကောင့်တွေပေါ်ရမယ်ဆန္ဒတွေကိုဂျာနယ်စာအုပ်တွေမှာချရေးလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီဆန္ဒနဲ့ပတ်သက်တဲ့အခက်အခဲလေးတွေကိုရေးနေရင်းနဲ့ဖြစ်ရှင်ရမယ့်နည်းလမ်းတွေကတူးလို့ပေါ်လာတတ်ပါတယ်။တကြံအရင်ဗီဒီယိုမှာပြပြခဲ့ပူတဲ့ manifestation ဆိုတာကလည်းဂျာနယ်လေးရေးချေကနေပဲဖြစ်ပေါ်လာတာပေါ့နော်။ကိုဖြစ်ချင်တဲ့အိမ်မက်တွေကိုဂျာနယ်လင်းရေးပြီးတော့အဲ့ဒီတိကျသွားတဲ့အိမ်မက်တွေကိုပဲ manifest လုပ်ပြီးတော့ဆွဲငင်ယူရတာမျိုးဖြစ်ပါတယ်။ဒီနည်းနဲ့ကိုယ့်ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်သွားတာပေါ့နော်။စာအုပ်ပေါ်မှာပဲရေးဖုန်းလေးကမှတ်စုပေါ်မှာပဲရေးအဆင်ပြေသလိုရေးလို့ရပါတယ်။အထီးအောင်ဆုံးကတော့စာအုပ်ပေါ်မှာဘောပင်နဲ့ကိုလက်နဲ့ကိုယ်တိုင်ချရေးတာပေါ့နော်။စာလုံးတစ်လုံးချင်းကိုဖန်တီးပြီးတော့ရေးရတာဖြစ်တဲ့အတွက်ကြောင့်မလို့ရေးနေစဉ်အတွင်းမှာပဲ idea တွေနည်းလမ်းတွေထပ်ပေါ်လာတတ်တာကြောင့်ဖြစ်ပါတယ်။ journaling ကိုအခုမှစရေးမဲ့တူတွေကတော့ဘာရေးရမှမသိဘူး။ဘယ်ကစရေးရမှမသိတဲ့အကြောင်း9မိနစ်10မိနစ်လောက်ပဲကိုဖြစ်ချင်တဲ့ဆန္ဒတစ်ခုကိုစရေးကြည့်ပါ။တကြံကတော့တနေ့ကိုအနည်းဆုံးနိုင်ဝက်အထိရေးပြည့်တယ်ပေါ့နော်။တခါတလေကြာရင်လည်းတနိုင်ကျော်သွားတတ်ပါတယ်။စိတ်တွေအရန်ရှုံးနေတာမျိုးဆိုရင်စိတ်မကြည်မချင်းစိတ်ညစ်တာမပြောက်မချင်းကိုစရိုက်ရေးနေမိတယ်။ဘာကြောင့်လဲဆိုတော့ရေးနေရင်ဟိုမှာနီးလန်းတွေ idea တွေရှာတွေ့ရပေါ့နော်။ဘယ်နေရာမှာနေလဲပြည်လဲအောင်ဘယ်လိုမျိုးပြန်ဖြည့်ရှင်းရမလဲဆိုပြီးတော့မှကိုပြန်ရှာတွေ့ရမျိုးပေါ့။ journaling ရေးတာကစိတ်ကြမ်းမာရေးအတွက်လည်းအတော်ကိုအထောက်အကူပြုပါတယ်။ကိုရဲ့စိတ်ဆိုတဲ့အင်္ဂလိပ်ကိုတက်ရှင်လုပ်ပေးရတဲ့တူရေပေါ့နော်။ဒါကြောင့်ဒီနေ့ပဲစာအုပ်တစ်အုပ်လောက်ဝယ်ပြီးတော့ journaling ကိုစရေးကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ဒီချိန်ရဲ့ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုလို့ရှိရင် subscribe လေးလုပ်ပြီးခဲ့ကြပါ။ ဗီဒီယိုရင်းမှာပြန်တွေ့ကြပါမယ်။တတား